အားလုံးမင်္ဂလာပါဗျာကျွန်တော်လက်ရှိရောက်နေတဲ့နေရာကဒီမုံရွာရှားကြီးကလေးဝလမ်းပိုင်းအဲ့ဒါကျွန်တော်တို့ဒီချင်းနဲ့တရားမုံရွာရောက်နေတာပါဗျာပြီးကျွန်တော်ဟိုဘက်ထိဆက်သွားအောင်ပါဆက်သွားမယ်ပြီးကျွန်တော်မုံရွာမြို့အခြေအနေကိုကျွန်တော်ဆက်ပြီးကြည့်မယ်ဒါကျွန်တော်တို့မုံရွာရောက်နေတာအဲ့တော့စစ်သွေးကြွားတွေရဲ့အလောင်းတွေဟောဒီမှာချင်းနှွေးမြစ်ရှိတယ်မင်းတို့ရဲ့အလောင်းတွေချင်းနှွေးမြစ်တော့မျောမှာအလောင်းမင်းတလောင်းမျောမယ်အုပ်စုလိုက်မျောမယ်ဒီမှာချင်းနှွေးမြစ်မင်းတို့ရဲ့အလောင်းတွေချင်းနှွေးမြစ်တွေကိုမျောမှာဟိုမှာချင်းနှွေးမြစ်အေးမင်းတို့ရဲ့အလောင်းတွေအဲ့ဒီမှာပုံနေစီရမယ်မင်းတို့ရဲ့အလောင်းတွေကိုတရားစာကျွေးမယ်တင်ကြီးစာကျွေးမယ်ပြီးရင်နောက်တစ်ခုကခွေးစာကျွေးမယ်ကွာ ဟုတ်လားအေးနော်မင်းပြောတဲ့စကားကိုမင်းတနေ့တောင်ယူရမယ်နော်ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်စိတ်ထားမှာဖြစ်ပါတယ်ဗျာနော်ဒီနေ့သူပြောတယ်လို့ဖြစ်ပေါ့နော်သူပြောတယ်လို့မဖြစ်လာဘူးဆိုရင်ဒီဗီဒီယိုဖိုင်ကိုသူ့စောက်ခွက်ကိုပြပြီးတော့မှကျွန်တော်ကတော့ PDF တွေစီတဲ့စက်ဖက်တာနဲ့အဲ့ဒီကောက်ပေါင်းကိုအပေရမ်းမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုအခုချိန်ကဆက်ပြီးတော့မှမှတ်သားတင်ထားမှာဖြစ်ပါတယ်ဗျာနော်